သမီးနာမည်ကတော့မရင်ဆန်းပါရှင်။ဆရာဝေးဆိုလက်တန်းမှာပညာသင်ယူနေတဲ့ကျောင်းသူတအုပ်ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကဆုံလာပြီးဗုဒ္ဓနေပဲဖြစ်ပါတယ်ရှင်။ကဆုံသည်မြန်မာပက်ကလေးဒုတိယလဖြစ်ပြီးခရစ်ပက်ကလေးအေပီလမှမေလအတွင်းကြာရောက်ပါသည်။ကဆုံလတွင်ရက်30ရှိသဖြင့်ရက်ဆုံတော်လဖြစ်ပါသည်။ကဆုံသည်ပကံကြောက်စာဤကုဆုံဟူသောစကားမှရွေလျားလာခြင်းဖြစ်သည်ကုသည်ရေဟုအထိပ္ပယ်ရပြီးစုံသည်သုံးလောင်းခြင်းဟုအထိပ္ပယ်ရပါသည်ထို့ကြောင့်ကဆုံလတွင်ညောင်ရီသွန်းပွဲတော်ကိုကျင်းပကြပါသည်ညောင်ရီသွန်းပွဲတော်သည်ဗုဒ္ဓဘာသာဝင်တို့၏ဘာသာရေးဓလေ့ပွဲတော်တစ်ခုဖြစ်ပါသည်ညောင်ရီသွန်းပွဲကိုဂိမာနာဟုဆိုအပ်သောຫນွေဦးတူ၏နောက်ဆုံးလတွင်ကျင်းပလေရှိကြပါသည်ကဆုံလတွင်ပူပင်းလာသည်ထို့ကြောင့်ကောင်းကင်၌လေမိုးသားများအုံမိုက်သောဒေါဂျုံဂျုံနှင့်မိုးချင်းတန်များကြားရသည်ဤအတန်သည်အတူရနမင်းကတရားမရှိရာတာဝရိန်သာနတ်ပြည်သို့စစ်မောင်းတန်ပေးသည်ဟုထင်ရ၏ထိုအချိန်မျိုးတွင်မမပြည်သူပြည်သားတို့သည်ငြိမ်းချမ်းသာယာခြေကြောင်းစုမုံကောင်တောင်း၏ညောင်ရီသုံးလောင်းကြသည်ဟုဆိုကြသည်ထိုမြတ်မကဗုဒ္ဓဘုရားရှင်နှင့်ဆက်လင်း၍အမတ်တရားနေတူးနှင့်မြတ်ဖြစ်သည်အဖေကြောင့်ဆိုသောဗျာဖွားပွင့်ဆန်ဤလေးတံမှတ်ရန်ဗုဒ္ဓနေဟူ၍အဆိုရှိပါသည်ဗျာဟူသည်ကဆုံလာဘိနေ့တွင်ဒီမင်္ဂလာမြတ်စွာဘုရားတော်သူမိတာရှင်ရသေးအားတတကဘာမှာဖရာအဖြစ်ကိုရလိမ့်မည်ဟုဗျာဒိတ်စကားဟောကြားခဲ့ခြင်းဖြစ်သည်ဖွာဟူသည်ဗုဒ္ဓမြတ်စွာအလောင်းတော်တိတ်တထမင်းသားကိုဖွားမြင့်တော်မူခြင်းဖြစ်သည်ပွင့်ဟူသည်ဂေါရမဖရာအလောင်းတော်သည်တပ်ပညုတညာဏ်ကိုရရှိ၍ဖရာဖြစ်တော်မူခြင်းဖြစ်သည်စံဟူသည်မလာမင်းတော်မင်းတို့၏အင်ချင်းဥယျာဉ်၌ဖရာရှင်ပရိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ခြင်းဖြစ်သည်ဤသို့ထူးခြားဖြစ်စဉ်လေးရသည်ကဆုံလပိနေ့တွင်ဖြစ်ပွားသောကြောင့်ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကထိုနေ့အားဖရာနေ့ဟုသတ်မှတ်ခဲ့ကြသည်ဤအချိန်တွင်ဖရာရှင်သည်ဘောရီပင်အားအမိပြု၍တရားအားထုတ်တော်မူခဲ့ရာတပ်ပညုတရွှေဉဏ်တော်ကိုရရှိခဲ့သည်ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တို့သည်ဗုဒ္ဓမြတ်စွာဘုရားအားကိုးကွယ်စည်းကပ်ရာမှာဖရာပွင့်တော်မူရာအထိမ့်မဲ့ဖြစ်သောဘောရီပင်များအတွန်းရှိစေရန်အတွက်ရေသွန်းလောင်းခြင်းဖြင့်ကုသိုလ်ယူကြသည်ထို့ကြောင့်ဗုဒ္ဓမြတ်စွာဘုရားကိုအမိတဟဲပြု၍ပွင့်တော်မူရာရေသွန်းလောင်းခြင်းဖြင့်ညောင်ရီတိုးပွဲတော်ပေါ်ပေါက်လာရသည်တကူကဆုံဆွဆွကုံဟူသောစကားနှင့်အညီကဆုံလာသည်နွေရာသီ၏အပူပြေဆုံးကာလရေအခန်း၆ဆုံးအချိန်ဖြစ်သောကြောင့်တောင်သူဦးကြီးများအလုတ်အားကြသည်ထို့ပြင်အပိပိဆိုင်ရာရုံးပြည့်ရလည်းဖြစ်သည်ထို့ကြောင့်ရေသွန်းလောင်းပွဲကိုချင်းတဲ့စီကားစွာကျင်းပကြသည်ကဆုံလာပြီးနေ့နနက်တွင်တက်ကြီးရွယ်မှအစကလေးများအစုံဥပုပ်တရင်စောက်တည်ကြသည်ဘောရီညောင်ပင်သို့ရောက်လျင်အသည့်ဆောင်နေသောဖျားလူကြီးများကဖျားပရိတ်တော်ဓမ္မစကြာတရားတော်များကိုရွတ်ဖတ်ပြီးညောင်ပင်ကိုရှ िख ိုးပြီးနောက်ရေသွန်းလောင်းစီသည်မြန်မာနိုင်ငံအနှံ့အပြားစေတီပထိုးများရှိညောင်ပင်တို့တွင်ရေသွန်းလောင်းကြသည်အထူးသဖြင့်ရန်ကုန်မြို့သူမြို့သားများသည်လေးစုတပ်ပုံရွှေတကုံဖျားအပါအဝင်တကိုးကြီးဖျားများတို့သွားကကုသိုလ်ကောင်းမှုပြုကြသည်တချို့ကစရုတီတာကျွေးခြင်းအပြင်ကုသိုလ်ယူကြသည်ဤမြေကွင်းများသည်ငင်းဤကြည်နူးစရာကောင်းလာပါသည်ညောင်ရီသွန်းပရော်သည်မြမယဉ်ကျေးမှုအမွေအနှစ်တရက်ဖြစ်တဲ့ကဲ့သို့ကျွန်ုပ်တို့အတွက်ကုသိုလ်ယူစရာပရော်တရက်လည်းဖြစ်သည်ထိုပရော်သည်ဗုဒ္ဓဘာသာဝင်တို့တွင်ယနေ့တိုင်ရှင်သန်ဆဲဖြစ်သည်ထို့ကြောင့်နောင်လာနောင်သားများသည်မြမတို့၏ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်ကိုမပြောက်ကွယ်အောင်ဆက်လက်ထိန်းသိမ်းပါဟုနှိုးဆော်တိုက်တွန်းလျက်ညီကုန်းချုပ်လိုက်ပါသည်